မင်္ဂလာပါဒီနေ့မှာတော့ရိုးရှင်းတဲ့ Canon mouse application တခုရေးဆွဲကြည့်အောင်ကျွန်တော်ဒီဗီဒီယိုကတော့ဟိုလိုပေါင်းနေနောက်တဲ့တွက်ချက်တဲ့ blog လေးကိုပဲအချိန်မြပြောပြမယ်ဖြစ်ပြီးနောက်ဗီဒီယိုကြမှာဒီချာလေးဆွဲကြအောင်CLCULATO ကျွန်တော် calculator တော့ပြထားလိုက်မယ်ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်တွက်ချက်တဲ့ blog တွေအကုန်လုံးကျွန်တော်ပြပြပေးဒီ blog တွေကျွန်တော်အရင်လည်းသုံးပြပေးတာပါဒီပေါင်းလုံးရောက်စားနောက်ဗီဒီယိုကျမှကျွန်တော် more blog ဖန်တီးပြီးတော့တကယ်ကနန်းမောင်းစံတွေအောင်ဆွဲကြမယ်မောင်းစံတော့အကျဉ်းလေးပဲဆွဲလိုက်အောင်ကျွန်တော် linear view ခံမယ်ဒါရတော့တီးပြီးသားဖြစ်ပါမှာဒီလိုဆိုရင်ကျွန်တော်အရင်ဗီဒီယိုတွေပြန်ကြည့်ပါတော့ခလိုက်အောင်ပို့မယ်အထက်တစ်ခုခံမယ်ပေါ်တစ်ခုခံမယ်ပေါ်တောင်းကျွန်တော်ပေါ်ဆုံးမှတည်ထားလိုက်မယ်ပေါ်ဆုံးရပြီဒီထဲမှာစိုင်းနေဆိုရင်သူ့ရဲ့လက္ခဏာကိုပေါင်းတွက်ချက်ပေးမယ်ဟိုဘက်ဒီဘက်သူ့ရဲ့စာကိုယူရမယ်import type ကိုနာမ type ပြောင်းမယ် import type ဟောဒီမှာ import type ကိုနာမ type ထားမယ်နာမထဲမှာအပေါင်းနှုတ်မြောက်စားတစ်ခုပါမယ်ဆိုလို့ရှိရင်သူ့တွက်ပြီးဘယ်ဘက်နဲ့ညာဘက်နဲ့ဘယ်ဘက်ကစာရေးညာဘက်ကစာရေးကိုယူပြီးတော့တွက်မယ်အော်ကျွန်တော် cloud ရဲ့ fan ကိုတွက်အောင်ကျွန်တော်လုံးမယ်လို့အခုတော့အပေါင်းနဲ့တော့ပဲလုံးအောင်မယ်ပေါင်းလို့မျိုးစံလို့ရပါမယ်ပထမဆုံးပါဝင်လားခေါ်တဲ့ဒီ blog ကသူ့ထဲမှာရှိတဲ့ထဲမှာစာပါလားဆိုစစ်ဆေးရပါအတတဲ့ထဲမှာစာပါလားဘာစာပါလားဆိုတော့အပေါင်းပါလားပေါ့ပေါင်းဆိုရစာပါလို့ရှိရင်ဒီထက်အလုပ်ကိုလုပ်မယ်ကျွန်တော် if နဲ့ထားလိုက်ဘာလို့မလဲဆိုတော့အပေါင်းရဲ့ရှိရဲ့နောက်ကစာကိုယူပြီးတော့ပေါင်းပေးရမှာကျွန်တော်နာမထိုင်ပြောင်းထားဖြစ်တဲ့အတွက်တခြားစာသားရင်ဝင်မလာဘူးကျွန်တော်စာသားကိုဖြတ်တော့မှဆိုရင်ဒီ blog လုပ်မယ် subscribe to ကျွန်တော်ဒီအဲ့ဒီစာသားကိုဖြတ်မယ်ကျွန်တော်လိုချင်တဲ့ပိုင်းလေးညှင့်ထုတ်မယ်ဒါ0ကနေစမယ်တကယ်ဘာမှမရှိတဲ့နေရာနေစပြီးတော့အပေါင်းရဲ့ဒီအရှိဘက်ကစာသားကိုယူမယ်ဒီအရင်ဆုံးလေရေစာကိုယူမယ်ဘယ်လောက်ကနေယူမလဲဘယ်အထိလဲဆိုတော့ enter ရှိတဲ့အထိပါဝင်တဲ့အထိကျွန်တော်အပေါင်းရှိတဲ့နေရာအထိဖြစ်ပါတယ်ဘယ်စာလဲဆိုတော့ဒီကျစာအဲ့ဒါကိုကျွန်တော်တက်ပြူးလေးမှာပြန်ပြရေးစမ်းကြည့်အောင်တက်ပြူးအောင်ဖြစ်သွားရင်ကျွန်တော်ဘော်ဒန်လေးမှာပြလိုက်မယ်ခလုတ်ပေါ်မှာပြလိုက်မယ်ဒါဒီအလုံးမလို့သိကြအောင်လို့ဖြစ်ပါတယ်ကျွန်တော်ထုတ်လိုက်မယ်ကျွန်တော်စိတ်မယ် run ကြည့်အောင်ကျွန်တော်ဗီဒီယိုနည်းနည်းကြောပေးမယ်ဟောဒီမှာကြိုးရေးထားလိုက်မယ်200အပေါ်ခဏနော်ကျွန်တော်နာမထိုက်လို့ရေးထားတယ်နာမဖြစ်နာမထိုက်ဖြစ်ချပါမှထိမ့်ပြအောင်ကျွန်တော်နာမထိုင်ထားတော့ကျွန်တော် test ပဲထားလိုက်မယ်စာသားတွေအကုန်လုံးပဲထားလိုက်မယ်
ပြီးရင်ကျွန်တော်နောက်ထပ်တကယ်တေချာလေးလုပ်ပြီးဆိုရင်ကျွန်တော်အားကျွန်တော် keyboard တူလေးလုပ်ပြီးလုပ်ကြဘလော့ကျွန်တော်စားထည့်လေးအပေါင်းခံလိုက်တခြားပေါ်နေအောင်50ခေါဟုတ်ပြရပြီဟုတ်ဒီပါဟုတ်ကျွန်တော်လိုချင်တဲ့တိုင်းရပါပြီဒါ test ထားတာဖြစ်တဲ့အတွက်ကျွန်တော်တခြားဟာရိုက်လေပေါ်နေမှာပဲဟုတ်တယ်ကျွန်တော်ထားထားတယ်အဲဆိုရင်ဒီနောက်ကစာကိုယူလို့ရတယ်ဒီရှေ့စာကိုတော့ယူလို့မရအောင်နော်ဒီနောက်ဘာမှမပါဘူးဆိုတော့ပြပလာဖြစ်နေနိုင်ရတယ်โอเคကျွန်တော်ရိုက်ရှင်တဲ့စာကိုယူလို့ရပြီဒီပေါ်တော့အကြည့်ရပြတာပေါ့ဒါနဲ့နောက်ထပ်တစ်ခုကတက်ရှင်နောက်ကစာလည်းယူအောင်မယ်ကျွန်တော်ခုလောဒီပေါ်တော့မှပြတာလည်းထည့်ထားလိုက်နောက်ကစာဆိုဒီ subscribe တော့ဝင်တော့မယ်အပေါင်းဆိုတဲ့ရှေ့လက်ဒီဘလော့ကအပေါင်းရှိနေအောင်ရှာပေးဟာဒီရှေ့ကဟိုရှာခြင်းနဲ့ဟောက်တဲ့ဟိုရှာခြင်းက i ဆိုလို့ရှိရင် i ရှိနေအောင်တော့ပြပေးရဒါအပေါင်းထားတာပြတော့အပေါင်းရှိနေရဒီဘက်ထဲကစာသားထဲမှာအပေါင်းရှိနေအောင်တော့ပြကိန်းနဲ့နေထုတ်ပေးဒီနောက်က subscribe တို့ဆိုတာဟိုလိုချင်တဲ့စာရဲ့နေရာနေပြီးမှာအဲ့တော့တတ်မှတ်ပေးလို့ရတယ်ဟိုမှာစာရဲ့0နေရာနေဘယ်လောက်ထိပေါ့စာသားထဲကျော်သွားပြီဆိုတော့အဲ့ဒါမှာအဲ့လိုပေါင်းရဲ့အရှိနေရာနေပြီးမှာဘယ်လောက်လဲဆိုတော့စာသားအဆုံးထိစာသားအလုံးရှိသလောက်ဆိုတော့လက်အောင်တောင်းတော့စာသားအလုံး30ရှိမယ်ဆိုရင်တော့30ဖြစ်နေမှာပဲဟာဒါဆိုစာသားရဲ့နောက်ကစာဟောဒီရာထဲမှာအပေါင်းကျွန်တော်ရေးရတယ်မှာအပေါင်းပါခင်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ပထမဆုံးနေဒီဟာကိုစစ်တယ်ဒီပေါ်အလုံးကိုလုပ်တယ်ဆိုမဲ့ဒီအောက်ကလုံးနဲ့စားထုတ်လိုက်မယ်ဒီတော့နားလိုက်မယ်မထင်ပါဘူးပထမဆုံးဒီလောက်ကိုလုပ်ရတယ်ဒီပေါ်အလုံးကိုလုပ်ရတော့အပေါင်းရဲ့ရှေ့ကစားရောက်လိုက်ဒုတိယမြောက်ဒီလောက်ကိုလုပ်တာဖြစ်တဲ့အတွက်အောက်ကလောက်ကိုလုပ်တာဖြစ်တဲ့အတွက်ဟွာပြင်းပြောက်သွားမယ်အပေါ်စားပြောက်ပြီးတော့အဲ့အပေါင်းရဲ့နောက်ကစားထွက်လာနေမယ်တကယ်ဖြစ်စမ်းကြအောင်အတူချင်းဆိုရင်အဲ့လိုပဲတစ်ခေါက်ပြီးတစ်ခေါက်လုံးပြီး run ကြည့်ပေးရတယ်။မ run မှုဆိုလို့ရှိရင်အဲ့ဒါဘယ်ညာတက်လို့တမန်မသိပြဿနာတက်နေတတ်တယ်။sorry ကျွန်တော်ဒါခက်ကိုနေနေဘာမှမဖြစ်ဘူး။ဘာလို့ဆိုအပေါင်းမပါလို့အပေါင်းပါပြီဆိုရင်လုံးစားတော့မှာ။ပေါင်းရင်တော့မှာအပေါင်းကဒီမှာအပေါင်းမပါနေပဲ။ပထမဆုံးဒီစားကြတော့မြင်ရမှာမဟုတ်ဘူး။အပေါင်းကိုဆိုရပြီအဲ့တော့လမ်းကိုတစ်တိုးအောင်ပါဒီသူ့ရဲ့နှုတ်ရှိနေအပေါင်းရဲ့နေရာထက်ကိုတစ်တိုးပြီးတော့လုပ်လိုက်မယ်ဆိုရင်ရပါတယ်ဒီကတကယ်ပေါင်းတဲ့အလုပ်ကိုလုပ်ပါတယ်အဲ့ဒါကိုတစ်ပေါင်းလိုက်မယ်တစ်ပေါင်းတစ်အဲ့ဒါကိုတစ်ပေါင်းလိုက်ပြီဆိုလို့ရှိရင်အပေါင်းပါမလာတော့ရပြီတော့ဒီရရဲ့နံပါတ်ကိန်းကိန်းနဲ့ဆိုတော့လုံးဝအတိအကျတည်ဆိုတော့နောက်ဗီဒီယိုကြလို့ရှိရင်ဒါရဲ့ function mobile နေဆွဲမယ်ဆွဲပြီးလောက်ဆက်ရှယ်လောက်ကိုလောက်mobile နေဆွဲပြီးတော့ကျွန်တော် calculator application ကိုကြည့်လို့အောင်လုပ်မယ်ပထမဆုံးနေဒီဘက်ကစားပြီးတော့ဒီဘက်ကစားပေါင်းမယ်ဒီ2နံပါတ်ဆိုတာစာသားအနေနဲ့မောပြောင်းပေးစာသားနဲ့ပေါင်းလို့ရှိရင်စာသားရလာမှာနော်အဲ့ဒါကိုကိန်းနဲ့နေပြဘလော့တင်ပေါ်တော့နေမှာပြထားမယ်ဘလော့ရလည်းကိုင်းတွေနဲ့ခက်ကြည့်တယ်အမောလို့တုံးပြည့်အဲ့ကျွန်တော်ကိန်းနဲ့ထည့်မယ်ဆိုလို့ရှိရင်ပေါင်းပေးလိမ့်မယ်ဒါပေမဲ့ကိန်းနဲ့မဟုတ်စာဆိုရင်တော့အဲ့ဒါတက်သွားလိမ့်မယ်
အားကြောင့်ကျွန်တော် keyboard အတူလောက်အောင်လည်းပြောတာပေါ့ဒီထဲမှာကောင်းနေတာ application လောက်မယ်ဆိုကျွန်တော်ဖွင့်လိုက်တော့မယ်ကျွန်တော်25နဲ့ပေါင်းမယ်60နဲ့55နဲ့60နဲ့ပေါင်း85ဟောအဖြေထွက်ပါတယ်အဲ့တိုင်းပဲလွယ်လေးပဲဖြစ်သွားပြီဟာဆိုဟောဒါလေးပဲလောက်ပွားလိုက်ပေါင်းတော့မြောက်စားဆိုကျွန်တော်၄ခုပွားလိုက်ပြီโอเคဒါအနှုတ်ဆိုတဲ့စာလေးပါခဲ့ရင်ဘာလို့လုံးမလဲဆိုတော့ဒီအားပေါင်းတဲ့လောက်ကိုလောက်တာမပေါင်းဘူးနှုတ်တကယ်နှုတ်ဒီပေါ်ဘလောက်ဒီဟာခဏခိုင်းတော့ကဲကဲခိုင်းလို့မကောင်းနှုတ်မယ်ဘာလို့လုံးလဲနှုတ်တဲ့လောက်ကိုလုံးမယ်ပဲတခါပဲဟောင်းညာရတဲ့အတန်းကိုနှုတ်ညာရတဲ့အောင်ပဲတဲ့အတန်းကိုနှုတ်မှာပြောင်းနေပြုတ်ဒါပေါင်းမို့အဲ့တော့ကျွန်တော် function ဆိုလို့ရင်တစ်ခါလေးပြောင်းလာအောင်နဲ့အကုန်လုံးဒါလိုက်တောင်းလို့ရအဲ့မိုးတော့ကျွန်တော်ပြောနေပေါ့ဒီပေါ်လာပဲဟုတ်တယ်ဒါလည်းနှုတ်တယ်ပေါ့ဟုတ်တယ်ဒါကကြအမြောက်ဒီအောင်ကြအမြောက်ထားမယ်အမြောက်စားထဲမှာအမြောက်ပါရင်မြောက်မြောက်ဟိုတပေါ်ပါလားမသိဘူးတပေါ်ပါရင်မေးလို့ရနော်ပထမဆုံးဒီအတက်ထဲကစာကိုအပေါင်းပါလာဆက်တယ်ဒါကအခုလောဆယ်အစားလုံးပါအစားပေါင်းပါဆက်တယ်အစားပါလေဆိုရင်ဒီထဲကလောက်ကိုလုံးမယ်ဒီကဒီထဲကလောက်ကိုလုံးမယ်ဆိုတဲ့အချိန်မှာတော့ပထမဆုံးစာသားကိုတော့ယူပြီးတော့0အပေါင်းရင်နောက်ကစာကိုလိုချင်တာဖြစ်တော့ကျွန်တော်ကအပေါင်းရှိနေအောင်ကျွန်တော်မသိဘူးလေမသိရဖြစ်တော့အပေါင်းရှိနေအောင်ကျွန်တော်ရှာလိုက်တယ်ဒီအပေါင်းရှိနေကဘယ်လိုရှာလဲဆိုဒီ index ဆိုတာဘယ်လိုလဲရှာ index of ဆိုရင်ဘယ်တော့အပေါင်းရင်ဒီကောင်ရှိနေအောင်ပြပြရှေ့ဆုံးကနေရှိနေ last index of ဆိုတာနောက်ဆုံးကရှိနေဟာကိုပြအပေါင်းနှစ်ခုပါအချိန်မှာ last index of နောက်ကဟာကိုပြတာဒါရှေ့ဟာကိုပြကျွန်တော်ရှေ့နေပဲဖတ်လိုက်တယ်အပေါင်းရှိနေတာအပေါင်းရှိရပါဘယ်နှလုံးမြောက်လုံး9လုံးမြောက်မှရှိနေတာဆိုရင်9လို့ယူလိုက်ပြီဒီက9ပြတ်သွားပြီဒါက3ညအပေါင်းမှမရှိတဲ့နေရာနေပြီးမှ9လုံးတည်ယူမယ်လို့ဒီပဲပြအဲ့တော့စာကျွန်တော်လိုချင်တဲ့အပေါင်းရဲ့နောက်ကစာလေးပဲထွက်လာတယ်ဒါကြတော့အပေါင်းကြီးမှထွက်လာဖြစ်တော့1ပေါင်းလိုက်တယ်သူနေက9ရဲ့နောက်9လုံးစာလုံး9လုံးမြောက်ရဲ့နောက်ဖက်မှာဆိုလို့ရှိရင်လူရောတက်သွားတာပေါ့တက်တိုးလိုက်တော့စာလုံး6လုံးမြောက်ကိုရောက်သွားတယ်ဒါပေါင်းမှပါနေဖြစ်တဲ့အဲ့လိုတခဏရွာပါနေဖြစ်တဲ့နောက်ကဆုံးတဲ့နေတက်တိုးလိုက်တယ်ဟောဒါအစားစားရလို့လို့โอเคခလုံးစံဒီရဲ့တကယ်လို့လောက်ခိုင်းမယ်ဒါအပေါင်းဖြစ်နေနောက်ဒါအမြောက် Astar ကအမြောက်ကျွန်တော်ပေပြနေငန်းလာမှလားမသိပြောဘူးလေနားပါနဲ့မြောက်မယ်နောက်တစ်ခုစားမယ်လာစားခြင်းရှာနော်စားခြင်းရတယ်ကျွန်တော်ရှာတော့ပေါ့ပြီတော့အတူပြန်ခေါ်ထားပေါင်းနေဟိုင်းပါခဏစားလာရှင်ညာပေါင်းနောက်မြောက်စားဟုတ်တယ်နောက်တစ်ခုပေါင်းနောက်မြောက်စားမှန်တယ်โอเคအဲ့တော့ကျွန်တော်ဒီအောင်ပေါ်တိတ်မှပြတာနဲ့ကြည့်အောင်မကောင်းဟော dash view လေးနဲ့ပြလိုက်ရမှာ
dashboard လေးပြလိုက်နော် dashboard တောက် click အောင်ပို့လိုက်မယ်ဟင်းအောင်ကြည့်လို့ကောင်းတော့ dash site ကိုလည်းကြည့်လေးထားမယ်ရင်တော့တောက် click အောင်ပို့ပြီးဆိုရင် dash site ကိုကြည့်လေးထားမယ် dash site ကို20ပြီးတော့ dash site ကိုပို့တူတူလေးထားလိုက်မယ်အဲ့ dashboard လေးမှာပြဟိုတော့ဆိုရိုးရှင်းရှင်းလေးပဲဟောနောက်ဗီဒီယိုကြာတော့နည်းနည်းဒီဗီဒီယိုနားလည်တော့မခက်ခဲပါဘူး dash view လို့ဒီစားတဲ့ okay ဒီ dash view ကိုလေးခုလောက်ပွားလိုက်ပြီနော်ရပြီဒီပေါ်မှာထည့်မယ်ရွှေ့နည်းနည်းလေးပြန်ပြီးတာဗီဒီယိုကြပြီကျွန်တော်မိတ်ဆွေနားမလည်ဘူးဆိုရင် comment မှာလာမိနော်ကျွန်တော်ဖြည့်ပေးမယ်လက်ပြကြရေးကလေးနဲ့ခလောက်ကလေးကောလောက်ပြီးတော့ကြည့်လို့အောင်သိချလုပ်မယ်ဖွင့်လိုက်မယ် okay စာသားပိုင်းတော့အဲ့ဒါတက်မယ်200နဲ့ပေါင်းမယ်30နဲ့ပေါင်း230ဒါလွင်ပြီ50တော့150 okay အဲ့ဆိုရင်3မြောက်3မြောက်ဘယ်လောက်ထားကောင်းမလဲ20ထားလိုက်မော်နေ20 60ရโอเคကိုထားမယ်ဟောဆို180စားကြည့်အောင်36ကိုရှင်းနေစားရှင်းစားဟုတ်ဘာဖြစ်သွားစားအောင်များပါသွားတော့那买点玩看呀。多少角？啥？写，好的，把面买了，啥都没有了。ကျွန်တော်အရင်တည်းနဲ့တခုမနေထင်တယ်ဒီခလုတ်ထဲမှာအစားမှာမှားနေစားမှာမှားနေတာပုံစံကြစားမရှိတဲ့စားတခုကိုသွားဆက်မြင်ပုံပဲတကယ်ဟုတ်တယ်ပါတကယ်အပေါင်းနဲ့အစားနဲ့လွဲနေအပေါင်းမှမရှိတာဟုတ်အပေါင်းမရှိပဲနဲ့အပေါင်းရှိနေရအောင်တော့အပေါင်းရှိနေရနဲ့သွားဖြတ်လိုက်တယ်တော့မရှိဘူးဆိုရင်မိုင်းနဲ့ဝိုင်းပြတယ်အဲ့တော့ -1 နဲ့ 0 ကြားဆိုစားဘာမှမရှိတော့ဆိုတော့အဲ့တက်တော့ဒါကြ application မှာအဲ့တက်တာဒီ software တွေမှာတက်နေတယ်လို့မဟုတ်ဘူး Okay ပြန်စားကြည့်အောင်36အစား8 okay ရော့4ဟာ4ရ okay တော့တော့ပါပဲဒီလိုချင်းတဲ့ line လေးပဲတော့တောင်းဆိုပါတယ်အားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုကြရင်ပိုကောင်းတဲ့ calculator application ဆွဲကြည့်အောင်အားလုံးကျေးဇူးများတင်ပါတယ်ဒီညတော့လောက်ပါပဲ